သွားပြီဟေးပတ်သီးနှစ်ပတ်သီးသွားပြီလားရေလိုက်ငားလိုက်မှားနေပြီရေလိုက်ငားလိုက်မှားနေတယ်ဗျာမျိုးတို့လည်းပေါက်မှာပေါက်ကြကျွန်တော်ငနန်းလိုက်ထိုးရင်တော့ပေါက်မှာကျွန်တော်မပြောက်ပတ်သီးပေါ့နော်တလုံးတွေ့ထားတော့ငါကိုကနန်းကိုမလိုက်ဖ ೇನೆ ဗျာကျွန်တော်လည်းတစ်ကိုစိတ်ပြက်သွားလို့မပေးတော့ဘူးနော်ကျွန်တော်မပြောက်ပတ်သီးငါးတလုံးတွေ့ထားတယ်ဗျာမနက်ကျွန်တော်တို့တောက်ကြနေရဖောင်းရက်ရှိတယ်ဆိုတော့ကျွန်တော်တို့ဟွာပဲလိုက်ရမှာတော့3ချိန်ပဲလိုက်ရတော့ပေါ့နော်3ချိန်ပဲလိုက်ရမှာငါမပြောက်ပတ်သီးကျွန်တော်ငါဗျာငါတွေ့ထားတယ်နော်ပတ်သီးဆိုရင်တော့မှန်တယ်ဆက်လိုက်မှရမှာဗျကြိုးချလိုက်ရင်တော့မရတော့နှစ်လိုဖြစ်သွားမှကြောက်လို့နော်နေ့ကိုကျွန်တော်စိတ်ပြက်ပြီးတော့မပေးလိုက်တော့မပြောက်ပတ်သီးငားတဲ့ညနေငားခုံချင်းနော်ကျွန်တော်ရတာပေးရတာပေါ့ငားခုံချင်းတဲ့ညနေငါခွန်ချင်းနဲ့ဗရိတ်ကထပ်မှာလားမထပ်ဘူးလားဗောနော်4ဗရိတ်2ဗရိတ်4ဗရိတ်10ဗရိတ်3ဗရိတ်ညနေလည်းငါကျွန်တော်ငါနဲ့ကတော့ကနန်းအများကြီးမထုတ်တော့ဗျာငါနှစ်ရယ်ငါခွန်ရယ်ငါတိခွန်နဲ့ကတော့ကျွန်တော်ခွန်နှစ်ခွန်နှစ်ရယ်ခွန်ရှစ်ခွန်ကိုမဒီ6ကွက်အာပေါ့နော်6ကွက်အာထိုးပေါ့ကျွန်တော်ရဲ့ပတ်သီးကတော့9ပါဗျစာတိုးပတ်သီး9 3ချိန်တော့လိုက်ရမှာနော်3ချိန်ဒီနေ့မထွက်ရင်တော့နောက်နှစ်ဖန်လိုက်ရမှာနော်ကျွန်တော်9ခုဒီနေ့ထွက်ရင်တော့ကောင်းတော့ပါဗျာကျွန်တော်တို့ကြိုက်ဆုံးကတော့ကျွန်တော်9နှစ်ရယ်9ခု9နှစ်ရယ်9နှစ်ရယ်ဒီနှစ်ကွက်ကြိုက်ဆုံးမယ်နော်ဒီနှစ်ကွက်ကြိုက်ဆုံးပါဗျ9နှစ်ရယ်9ခုဟော9နှစ်ရယ်9နှစ်ဒီနှစ်ကွက်တင်ထိုးလိုက်ပေါ့နော်မပတ်နိုင်ကျင်ကြတဲ့သူတွေကတော့ဒီမှာဒီ6ကွက်အာထိုးပေါ့နော်ကဲကျွန်တော်ရဲ့အမျိုးတွေညစ်နေတယ်ပေါက်သေးဝင်ကျွန်တော်ရဲ့ဆက်ခိုက်ပါလေးကိုနှိပ်ထားပေးတောင်းဆိုခြင်းပါဗျလက်မလေးနဲ့နှိပ်ပြီးအားပေးကြအောင်ဗျမှားတဲ့ခါလည်းရှိတယ်လို့မှန်တဲ့ခါလည်းရှိပါတယ်ဗျအားတော့မငယ်ပါနဲ့ပေါက်မှာပါဗျ